အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ငယ်ငယ်တည်းကကြားဖို့တဲ့ဒီယုံနှင်းလိပ်ပုံပြန်ကိုကျွန်တော် AI ကိုအသုံးပြုပြီးတော့ဗီဒီယိုကာတွန်းဗီဒီယိုဖန်တီးထားတာပါဒီဗီဒီယိုကိုဖန်တီးတာကကျွန်တော် software နှစ်ခုကိုအသုံးပြုပြီးတော့ဖန်တီးထားတာပါခင်ဗျာပထမတစ်ခုကတော့ ChatGPT ဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ Chrome browser ဖြစ်ပါတယ်ဒီ browser နှစ်ခုကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူနဲ့ဖန်တီးတက်ချင်တယ်ဆိုရင်တော့ဗီဒီယိုတစ်စုံထိကြည့်ပြီးရင်မိတ်ဆွေကဖန်တီးတတ်မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့စကားရှည်ရှည်ဝဲမပြောပဲဗီဒီယိုကိုဖန်တီးနေကိုဆက်လက်ကြရမယ်ဗျ1 2 3 let's go ကျွန်တော်တို့ပထမဦးဆုံး ChatGPT ထဲကိုဝင်ပါမယ်ခင်ဗျာ ChatGPT ထဲကိုရောက်သွားလို့ရှိရင်ဒီမှာ prompt ရေးခိုက်မယ်ပေါ့နော် ChatGPT ကိုယုံနိုင်လဲပုံပြန်ကို Flow AI မှာပုံနဲ့ဗီဒီယိုဖန်တီးဖို့အတွက်လိုအပ်တဲ့ prompt ရေးပေးပါမြန်မာလိုရေးပေးပါဆိုပြီးတော့ခိုင်းလိုက်တယ်ချက်ချင်းပဲသူက prompt ရေးပေးလာတယ်ဆိုတော့ဒီ prompt ကိုကျွန်တော်တို့ပုံထုတ်မယ်အရင်ဆုံးရလာတဲ့ prompt ကို select မှတ်လိုက်တစ်ပိုင်းချင်းစီပေါ့နော် select မှတ်ပြီးလို့ရှိရင် backend အကြီးကြီးနဲ့ထွက်လိုက် copy ကူးလာတာနော်ဆိုတော့ Chrome browser ထဲကိုဝင် Chrome browser ထဲမှာရောက်ပြီးလို့ရှိရင်ဒီအပေါ်က search bar ပေါ်မှာကျွန်တော်တို့ Flow AI ဆိုပြီးတော့ရိုက်ထည့်လိုက်ပါ FLOW Flow AI ဆိုပြီးတော့ရိုက်ရှာလိုက် Flow ဒီအပေါ်က Flow ထဲကိုဝင်ပါပြီးလို့ရှိရင်တော့ desktop site ပြောင်းပါခင်ဗျာဒီအဆက်ကလေး30ကိုနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာပေါ့နော်ဒီ desktop ဆိုတဲ့စာဘယ်နာမှာအမှန်ချစ်လက်ချစ်ပဲပါပြီးလို့ရှိရင်ဒီလိုအခြေအနေဖြစ်သွားပါပြီဆိုတော့ flow ထဲကိုရောက်ပါပြီ create with flow ထဲကိုဝင်ပါ create with flow ထဲကိုရောက်သွားလို့ရှိရင်ဒီမှာ new project ဆိုတဲ့ဥစ္စာကိုနှိပ်ပါခင်ဗျာ new project ထဲကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီလိုပုံစံဖြစ်သွားမှာပါဒီလိုပုံစံဖြစ်သွားမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့လေးထောင်ပုံလေးရှိတယ်နော်အဲလေးထောင်ပုံလေးကိုနှိပ်လိုက်ပါဒီမှာ image ရှိမယ် video ပုံတွေရှိမယ်ပေါ့နော်ကျွန်တော်တို့က image ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့် image ကိုရွေးပါဒီမှာ text နဲ့လေးအထိပါတာကတော့တစ်ပုံနှစ်ပုံသုံးပုံလေးပုံပေါ့နော်ဒီနေရာမှာကျွန်တော်တို့ copy ကူးလာတဲ့စာကို paste ရှာပြီးလို့ရှိရင်လက်ကလေးနဲ့ကြောင်းလိုက်ဒီမှာမြှားလေးရှိပါတယ်ဒီမြှားလေးကိုနှိပ်လိုက်ပါခင်ဗျာဆိုတော့ပုံဖန်တီးနေပါပြီ100%အထိဆောင်းရမှာဖြစ်ပါတယ်ခင်ဗျာ100%ပြည့်ရင်တော့ပုံတွေရလာမှာပါပုံတွေရောက်လာပြီဆိုတော့ပုံကိုလက်ကလေးနဲ့တောင်းလိုက်တောက်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကြိုက်တဲ့ပုံကို download ဆွဲပါခင်ဗျာ 1K ဆိုတဲ့ဥစ္စာကိုနှိပ်ပါ Okay ပုံတွေအကုန်လုံးကိုအဲ့လိုပုံစံနဲ့download ဆွဲလိုက်ပေါ့နော်ပြီးလို့ရှိရင်တော့ ChatGPT ထဲကိုဝင်နောက်ထပ် prompt တစ်ခုကိုကျွန်တော်တို့တွားယူမယ်ဒီ video ဖန်တီးဖို့အတွက်ပေါ့နော်ဒီတစ်ခါတော့ prompt ကိုတွားပြီးတော့ copy တွားယူပြီးလို့ရှိရင် backend အကြီးကြီးနဲ့ထွက်အခုနကလိုပဲဒီ Chrome browser ထဲကိုပြန်ဝင်မယ် Chrome browser ထဲကကျွန်တော်တို့ကခုနက Flow ရန်ထဲရောက်ပြီးသားပေါ့နော်ဒီနေရာမှာ video ဖြစ်ကိုပြောင်းလိုက်ခုနက copy ယူလာတဲ့စာကို paste ချဒီ start ဆိုတဲ့နေရာမှာကျွန်တော်တို့ခုနကထုတ်ထားတဲ့ဒီပုံပေါ့နော်ပုံထက်ကကျွန်တော်တို့ကြိုက်တဲ့ပုံတစ်ပုံကိုရွေးပြီးတော့လက်ကလေးနဲ့တောင်းလိုက်ပါဆိုရင်တော့ ready ဖြစ်ပြီပေါ့နော်ပုံထုတ်ဖို့အတွက် Okay မြားလေးနဲ့နှိပ်လိုက်ပါခင်ဗျာမြားလေးကိုနှိပ်လိုက်လို့ရှိရင်ဒီနေရာမှာ100%ထိဆောင်းရမယ်ခဏလေးဆောင်းပေးပါ Okay ready ဖြစ်ပြီပေါ့နော်ကျွန်တော်တို့ play ကြည့်မယ် Okay နော်ဒီနေ့အတိုင်းနဲ့ပဲအကုန်လုံးကိုဖန်တီးပါခင်ဗျာအားလုံးအဆင်ပြေပါစေဗျ